ဘာလို့ရင်ချမ်းသာမလဲလောကလူတွေကတော့မေးကြတယ်ဘာလို့ရင်ချမ်းသာမလဲဒီမင်းအယောင်းဝယ်လုပ်ပေါ့ဥယျာဉ်ဆိုင်ပေါ့ကွာမပြောဘူးလားတချို့ကပြောသေးတယ်နှလုံးထိထိုးဖို့တောင်ပြောသေးတယ်ချဲထိုးဖို့တွေရောပြခုခေတ်အဖြေတွေကဒီလိုမလာဘူးလားလာတယ်ဘာလို့ရင်ချမ်းသာမလဲဆိုတဲ့မေခွန်းရဲ့အဖြေဘာလို့ရင်ချမ်းသာမလဲတဲ့ဘဝအရေးမှာလောကလူသားတွေရဲ့အဖြေကအပေါ်ယံလေးကြည့်ပြီးတော့ဖြေတာဘာလို့ရင်ချမ်းသာမလို့မင်းလက်ဖက်ရည်ဆိုင်ဖွင့်ကွာဘာရောင်းဝယ်လုပ်ကွာချက်ထိုးကွာဒီလိုပဲပြောကြမှာပဲဟုတ်တယ်မလားမြတ်စွာဘုရားကတော့ဘယ်လိုဖြေတော့အာလဝကရဲ့မေးဓမ္မောသူစိန်သောဒုက္ခမာဝေတိဓမ္မကိုကျင့်သုံးလို့ရှိရင်မင်းချမ်းသာမယ်ဟောကြည့်မြတ်စွာဘုရားရဲ့အဖြေနဲ့လောကလူတွေရဲ့အတွေးနဲ့ကိုက်ကလားမကိုက်ဘူးဓမ္မကိုကျင့်သုံးတယ်ဆိုတာဓမ္မဆိုတာဘာပြောတာတော့လို့မေးအလုံးသိပြီးသားဖြစ်လို့အကျယ်မပြောကုသလကမ္မပဋ္ဌတရား10ပါးသိတယ်နော်ကုသလကမ္မပဋ္ဌတရား10ပါးဆိုတာကာယသူစရိုက်3ပါးဝစီသူစရိုက်4ပါးမနောသူစရိုက်3ပါးမနောသူစရိုက်ကနေစပြီးတော့ပြောရအောင်ဓမ္မဆိုတာဘာလဲသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုမရှိရဘူးနံပါတ်1ဟုတ်ကဲ့လားအနာဘိစ္ဆာလို့ခေါ်တယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်လို့ရှေးကဒီလိုပြောတယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်ဆိုတာသူများပစ္စည်းကြည့်ပြီးကိုယ်ပစ္စည်းဖြစ်ချင်တဲ့လောဘအဲ့ဒါကိုအဘိစ္ဆာအဲ့ဒီအဘိစ္ဆာကရှောင်ရမယ်တဲ့ဒါနံပါတ်1တစ်ခုစိတ်ထဲမှာမဖြစ်အောင်ထိန်းရမယ်ပြီးတော့တစုံတစ်ယောက်သောပုဂ္ဂိုလ်ပျက်စီးသွားအောင်ဆုံးရှုံးသွားအောင်ဒီကောင်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမတွေးပါနဲ့ဒီကောင်ကြီးပွားပါစေဒီလူဆင်းရဲဒုက္ခတွေကလွတ်ပါစေဆိုတဲ့အတွေးမျိုးပဲတွေးပါလောကလူတွေကစိတ်နေသဘောထားခြင်းကိုမတူဘူးမို့လားသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့စိတ်နေသဘောထားရှိတဲ့လူတွေအများကြီးရှိတယ်လူတယောက်ဒုက္ခရောက်သွားစေခြင်းတဲ့အတွေးတွေအများကြီးရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒီလောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါမနောကံလို့ခေါ်တယ်မနောထုစရိုက်လို့ခေါ်တယ်နောက်တစ်ခုကကံကံဤအကျိုးကိုလက်မခံပြီးတော့ညှင်းပယ်ထားတဲ့မှားယွင်းတဲ့အမြင်မိစ္ဆာဒိဋ္ဌိအဲ့ဒါကမနောထုစရိုက်အဲ့ဒီမနောထုစရိုက်တွေကရှောင်ကျဉ်ပြီးတော့မှန်ကန်တဲ့အမြင်ကံကံဤအကျိုးလက်ခံယုံကြည်တဲ့မှန်ကန်တဲ့အမြင်တမ္မာဒိဋ္ဌိရှိရမယ်။ဩသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တယ်ဆိုတဲ့လောဘနဲ့အတွေးလူတယောက်ဒုက္ခရောက်စေခြင်းနဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးမျိုးတွေကင်းရှင်းပြီးတော့ကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့လက်ခံသိမြင်တဲ့တမ္မာဒိဋ္ဌိတွေဟောအဲ့ဒါဟာဓမ္မပဲအဲ့ဒီဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာမယ်